ဆိုအပြင်သွားရင်းနဲ့လမ်းကြုံလို့ပေါ့နော်တခုပြစရာရှိပါတယ်ဘခုတူတာရမယ်လို့တော့ထင်ပါတယ်ဘာလို့ဆိုတော့မြန်မာအယူဆနေရလေကွဲလွဲတဲ့အချက်တွေကတခုပေါ့နော်ဆိုအခုရောက်နေနေရတော့တင်းညိုက်ပါပါဆိုတော့ဒါကတော့တင်းညိုက်ဟောင်းပါတင်းညိုက်ကဆိုတော့ဒါမျိုးလန့်ခေါင်းမှာပဲရှိရလို့ပြောလို့ရရပေါ့နော်ဖင်လန်နိုင်ငံမှာကဆိုတော့တင်းညိုက်ကဆိုတော့မြန်မာရဲ့အယူဆလို့ပေါ့နော်မကောင်းတဲ့အတိတ်နမိတ်တွေပါတယ်အဲ့လိုမျိုးမရှိပါဘူးဒီတင်းညိုင်းရတော့ဆိုတော့အခုလက်ရှိရတော့အစ်အဲ့လိုမျိုးဝင်တာမျိုးမရှိတော့ဘူးเนาะဆိုတော့ဒါကိုတင်းညိုင်းဟောင်းလို့ခေါ်ပါတယ်တင်းညိုင်းအစ်ကတော့ဆိုတော့ဟိုဘက်ချမ်းမှာရှိရပေါ့เนาะဒါကတော့ဆိုတော့မျိုးလေခေါင်းနဲ့ညီတယ်မျိုးလေခေါင်းနဲ့ညီရဆိုတာဒါမျိုးလေခေါင်းမှာရှိတာပေါ့เนาะအဲ့တော့ဆိုတော့ဖင်လန်နိုင်ငံမှာကတင်းညိုင်းရတင်းညိုင်းပဲဘာမှအဲ့လိုမကောင်းတဲ့အတိတ်နမိတ်တွေဟာလာအဲ့လိုကန်ဆိုးတယ်တွေပါအဲ့လိုမျိုးဘာမှမရှိပါဘူးဆိုတော့တခါကြရင်လမ်းလျှောက်ထွက်ချင်တာလို့ပါလို့ပေါ့နော်အဲ့လိုပန်းချန်လိုမျိုးပဲဆိုတော့ဒီထဲမှာပဲလမ်းလျှောက်ထွက်ကြတဲ့သူတွေရှိရဲပေါ့နော်ပြီးတော့တခြားဘာအတွေးမှလည်းမရှိကြဘူးအားလုံးကအေးဆေးပါပဲအဲ့တော့ဆိုတော့မြန်မာရဲ့အယူနဲ့ဆိုရင်လည်းဟိုကွဲလွဲပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာပါတော်တော်လေးကျဲတယ်ပေါ့နော်ဟိုးဘက်ဒီမှာလည်းအများကြီးရှိပါတယ်ဒီမှာပါတင်းညိုင်းရဆိုတော့တော်တော်လေးတန်နေပေါ့နော်တန်နေဆိုအဲ့လိုဘာအနမ်းတက်မှလည်းမရှိဘူးဘာမှဟိုမကောင်းတင်းညိုင်းနဲ့ဝင်လိုက်တာနဲ့မကောင်းတဲ့ခံစားချက်လို့အဲ့လိုမျိုးမခံစားရဘူးပေါ့နော်အားလုံးကဒီတိုင်းရိုးရိုးပန်းချန်လေးလို့ပါပဲဒါကတော့စုအခုအပြင်သွားရင်းနဲ့ပေါ့နော်လမ်းကြုံလို့ပါစုလမ်းကြုံနေဆိုတာစုသွားမဲ့ destination ကဒီတင်းညိုင်းရှိကနေဖြတ်သွားရတယ်ဆိုတော့လေဘခုတူတာရအောင်လို့ sharing ပြန်လုပ်ပေးတာပါအဲ့တော့စုကိုတရေမကြောက်ဘူးလားလို့မေးကြမယ်ဆိုလို့ရှိရင်တော့တရေတော့မကြောက်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလန့်တာမျိုးတော့ရှိတယ်ဒါပေမဲ့ဘဝမှာတော့တစ်ခါမှလေလို့တရေ6ခံရဘူးတာပဲတော့မရှိခဲ့ဘူးပေါ့နော်ကိုပဲမကြောက်တတ်လို့လားတော့မပြောတတ်ပါဘူးအဲ့တော့ဒါလေးဖူးတူတာအနေနဲ့ sharing လုပ်ပေးတာပါအဲ့တော့အားလုံးပဲဖင်လန်နိုင်ငံတင်းညိုင်းကိုရောက်ဖူးသွားပြီလို့ချက်ပါတယ်လုံးဝတက်တာပါဒါကတော့မြေပုံပေါ့နော်မြေပုံပါတော်တော်လေးကျယ်တယ်ပေါ့နော်တင်းညိုင်းရစုအရင်နေခဲ့တဲ့မြို့သေးလေးမှာဆိုလို့ရှိရင်လေဒီတင်းညိုင်းမှာဒီလိုမျိုးမျက်နှုတ်ပေါင်းတင်ပေါ့နော်အဲ့လိုမျိုးအလုပ်ချိန်ပိုင်းအလုပ်တွေပါလုပ်လို့ရတယ်ပေါ့နော်တနာရီကို maybe 8 euro 10 euro လောက်တော့ရပါတယ်အဲ့တော့တင်းညိုင်းမှာလည်းမျက်နှုတ်ပေါင်းတင်အလုပ်အချိန်ပိုင်းအလုပ်ရှာလို့ရတယ်ပေါ့နော်